ကရေနီပြည်တန်တေတီချင်းအကြောင်းကိုပြောပြသွားပါမယ်။ကရေနီအမျိုးသားသမိုင်းမှာဘူမိုခေါ်ဘိုးဖြူလာမင်းတနည်းအားဖြင့်ဖပန်မင်းဆိုတဲ့မင်းကြီးဟာကရေနီလူမျိုးကိုအစဉ်ဆက်အုပ်စိုးလာခဲ့တယ်။သမိုင်းအထောက်ထားအရဘောလခဲစောဖျမင်းဆက်ရဲ့ဒုတိယမြောက်ဘိုးဖြူလာမင်းဆက်ကသားတော်စွန်ရီဒူမင်းဟာ1963ခုနှစ်မှာဘောလခဲမြို့မှာဟော်နန်းဆိုင်ထူပြီးကရေနီနယ်တွေကိုပထမဆုံးစုစည်းအုပ်ချုပ်ခဲ့တယ်။ဘိုးဖြူလာမင်းရဲ့ဖြူစင်တဲ့ရက်ရော်မှုကြောင့်ပဲကေးလျာခေါ်ကျဲဖိုးကြီးနယ်ကန်တာဝတီခေါ်စော်လုံနယ်နောင်ပလဲနယ်နန်းနယ်ခုံနယ်ဆိုတဲ့ငါးနယ်အပြင်ကယန်းစာဟွားတွေဖြစ်တဲ့မိုးပြေစော်ဘွားနယ်နဲ့ကဲဆော့စော်ဘွားနယ်တွေကိုပါစီယုံစုစည်းနိုင်ခဲ့တယ်။အရင်ကာလတွေမှာကရေနီပြည်တဲကဒေသတွေဟာကျေးရွာအုပ်စုလိုက်အုပ်ချုပ်ရေးတည်ထောင်ထားခဲ့ကြတယ်။ကျေးသူကြီးလူဆွမ်းတိုက်နယ်သူကြီးစတဲ့နာမည်တွေနဲ့အုပ်ချုပ်ခဲ့ကြတာပါ။1900ရာစုဝန်းကျင်အထိကရေနီလူမျိုးတွေဟာကရေနီနယ်မြေတစ်ခုတည်းထဲမှာတစ်ဆက်တည်းနေထိုင်လာခဲ့ကြတော့အစုအစည်းဆုံးကာလအညီအညွတ်ဆုံးကာလလို့ပြောလို့ရတယ်။အုပ်ချုပ်ရေးနဲ့နည်းပညာတွေအထွန်းကားဆုံးအချိန်လေးထစ်ခဲ့တယ်။1900ရာစုအလယ်ပိုင်းကနေစပြီးတော့စာဟွာစောဖျာစော်ကဲစသဖြင့်နယ်တွေကိုပိုင်းခြားပြီးအုပ်ချုပ်လာခဲ့ကြတယ်။ဒါပေမဲ့အဲ့ဒီနယ်တွေအားလုံးကိုကရေနီပြည်တပြည်လုံးအဖြစ်ပဲခံယူနေကြဆဲပါ။ထိုနန်းစင်လာအတိုင်းအုပ်ချုပ်ပြီးတနယ်နဲ့တနယ်ကြားနိုင်ငံရေးစီးပွားရေးလူမှုရေးကိစ္စတွေမှာပေါင်းဆက်ညှိနှိုင်းမှုစနစ်နဲ့ကူးလူးဆက်ဆံနေထိုင်ခဲ့ကြတယ်။အခုဗီဒီယိုမှာကရေနီပြည်တန်တေတီချင်းအကြောင်းကိုတင်ဆက်ပေးသွားခဲ့တာပဲဖြစ်ပါတယ်။ဒီဗီဒီယိုများကိုကြည့်ရှုပေးတဲ့အရောက်စီးတိုင်းကိုကျေးဇူးတင်ပါတယ်။